စာနဲ့ရင်ခံတဲ့တစ်ဆက်တဲ့တွဲချောက်တာလေးကိုအမကဒီဗီဒီယိုကနေတင်ထားပေးတယ်နော်အဆုံးထိကြည့်ပေးပါနော်ရှင်ဒီမှာနော်ရင်ခံလေးနဲ့ဘယ်လိုမျိုးတွဲချောက်ရမလဲဆိုရင်ကြားပေးမယ်နော်တင်ချကြည့်ပေးပါနော်ဒီမှာဒါကတော့ဒီလိုမျိုးလေးလာတွဲပေးရမယ်နော်တင်ချလေးကြည့်ပေးရမယ်နော်ဒီမှာချမ်းနော်ဒါရင်ခံရဲ့ချမ်းဒီချမ်းနဲ့ဒီချမ်းနဲ့ဒါမှတို့ရဲ့အလဲတောက်ကလေးနော်ဒီအလဲတောက်ကလေးကိုသူ့ညှစ်ထုတ်လိုက်မယ်နော်ညှစ်ထုတ်ပြီးတော့6စာ4စိတ်စာလောက်ခြံထားခဲ့မယ်နော်4စိတ်စာလောက်ခြံထားခဲ့လိုက်မယ်ဒီမျိုးလေးညှစ်ထုတ်လိုက်မယ်နော်ညှစ်ထုတ်ပြီးဆိုတော့သူ့ဒီလိုမျိုးလေးလာတင်ပေးလိုက်မယ်ဒါရင်ခံပါသူ့မှာရင်ထိတ်ကလေးရှိတယ်နော်ဒီရင်ထိတ်ကလေးကကြီးလေးနဲ့တောက်ပေးမယ်ဒီရင်ထိုက်ပါနော်ဒီရင်ထိုက်နဲ့ဒီမှာဒီစာရဲ့ရင်ထိုက်လေးနဲ့တက်တက်လေးလာတင်ပေးမယ်နော်ဒီမှာမတို့လက်ဆူလေးနဲ့လိုက်ထားတဲ့အမတ်နော်ဒီအမတ်နဲ့ဒီအမတ်နဲ့ဒီလိုမျိုးလေးလာတင်ပေးမယ်ပြီးဆိုတော့ဒီဘက်ခြမ်းမှာကျတော့မတို့6စာလေးရှိတယ်နော်အဲ့ဒီ6စာကိုဒီလိုမျိုးလေးပြန်လာတင်ပေးလိုက်မယ်ဒီမှာရင်ခိုင်ရဲ့6စာ4စိတ်နဲ့ဒီ6စာ4စိတ်နဲ့တက်တက်လေးပြန်လာထားပေးလိုက်မယ်ပြန်အလေးနဲ့ထိုးပေးလိုက်မယ်နော်အောက်မှာလည်းဖိမိနေအောင်မယ်နော်သေချာလေးကြည့်ပေးဦးဒီလိုမျိုးလေးလာတင်ပေးလိုက်မယ်ဒီကနေစချုပ်ရနော်ဒီရင်ထိုက်ရနေနော်ဒီရင်ထိုက်ကနေစချုပ်ပြလိုက်မယ်ဒီချောင်းလေးပူထုတ်ပြလိုက်မယ်ပေါ့နော်နောက်တစ်ထပ်ကြံလေးတယ်နော်မပေးသေးဘူးဒါဒီတစ်ထပ်လေးရပါပြီပြီးဆိုတော့ဒီမှာအပေါ်ထပ်ဒီအပေါ်ထပ်ကိုဒီလိုမျိုးလေးပြန်လာတင်ပေးလိုက်မယ်ဒီမှာရင်ထိုက်လေးနော်ဒီမှာရင်ထိုက်ရဒီမှာရင်ထိုက်ရနော်ရင်ထိုက်လေးရဒီလိုမျိုးလေးဒီထက်ကနေစတွဲလိုက်မယ်နော်ဒီအောက်ထပ်ကိုလည်းဖိမိနေအောင်နော်တေချာကြည့်ပေးဒီမျိုးလေးပူလိုက်ပြီနော်ဒီမှာရောက်သွားပြီနော်ဒီရင်ထိတ်ပါနော်ရင်ထိတ်မှလာဆက်လိုက်ဒီမှာနော်ဒီရင်ထိတ်ရနေပြီးဆိုတော့သူ့အမိပူလေးနဲ့တိုက်ပေးလိုက်ရနော်ဒီမှာနှစ်ခုလေးပူသွားပြီပေါ့နော်ဒီစာအသားကဒီမှာလာပူလိုက်ပြီနော်မတော်အမိပူလေးနဲ့တိုက်ပေးရမယ်မိပူလေးနဲ့တိုက်ပြီးတော့လက်ချောက်လေးနဲ့လိုက်ပေးရမယ်နော်အဲဒီလိုမျိုးလေးကတ်သွားပြီပေါ့နော်ဒီလိုလေးကတ်သွားပြီဒီရင်ထိုက်ရနေပေါ့နော်ဒီရင်ထိုက်ရနေအဲ့လိုမျိုးလေးကတ်သွားပြီလာဖောင်းကြပြီးတော့အတွင်းချလက်ဒီလိုမျိုးပဲနော်အတွင်းချလက်ဒီလိုမျိုးပဲတင်ပေးလိုက်မယ်နော်ချောင်းတော့ပူချုပ်လိုက်မယ်နော်ရင်ထိုက်ရနေကတ်ချက်ပြီးသွားပြီဆိုတော့ဒီဘက်ချက်မှာလာပူပေးလိုက်တယ်ဒါရင်ထိုက်ရဒီရင်ထိုက်ရရှူရလေဒီမှာလေးရောက်သွားပြီဆိုတော့သူ့ခဏတော့လိုမျိုးပဲချုပ်ပြလိုက်မယ်နော်ဒီစိတ်
ဒါရင်ထက်နေရာမှာရောက်လာပြီเนาะရင်ထက်နေရာမှာရောက်လာပြီဆိုတော့သူ့ကိုတတိထားပြီးတော့ချုပ်ပေးရမယ်เนาะဒီမျိုးလေးပိုးသွားပြီเนาะဒီမျိုးလေးပိုးသွားပြီဆိုတော့နောက်တော့ဒီမျိုးလေးပိုးသွားပြီဆိုတော့ဒီမျိုးလေးပြန်လာလိုက်ရမယ်เนาะဒါကသူ့ရဲ့တွင်းချမ်းမိဘူးလေးနဲ့တိုက်ပေးရမယ်เนาะမိဘူးတိုက်ပေးပြီးတော့လက်ချောက်ကလေးနဲ့လိုက်ပေးရမယ်เนาะချုပ်လေးလိုက်ပြီးမှနောက်ချမ်းနဲ့ရှင်းချမ်းနဲ့ပြန်တွဲပေးရမယ်ဒီလေကိုမိဘူးလေးနဲ့တိုက်ပေးမယ်ဒါဒီလိုမျိုးပုံစံလေးဒါကြတော့ဒီမှာဖုံးချမ်းလေးပေါ့နော်โอเคဒါလေးကြတော့ရင်ခံရဲ့ကိုယ်စာလေးကိုပြန်ယူပေးရမှာပေါ့နော်ဒါရင်ခံရဲ့ကိုယ်စာလေးကိုပြန်ယူပေးမယ်ဒါရှင်ဘောအတူလေးပေါ့နော်နောက်စီလေးနဲ့